Channel 7 ရုပ်သံလိုင်း Rira ရုပ်သံလိုင်းနဲ့ပြုံး Play Sport YouTube Channel ကနေတိုက်ရိုက်ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာဒီကနေ့မှာတော့မြန်မာနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပနေတဲ့ယူဆက်ခွန်အာရှဗလာဒရူဂျီရဲ့အခြေစစ်ပွဲနောက်ဆုံးပွဲစဉ်အဖြစ်စီးရီးယားယူဆက်ခွန်အသင်းနဲ့မြန်မာယူဆက်ခွန်အသင်းတို့ဟာဒီကနေ့နိုဝင်ဘာ30ရက်နေ့ညနေ4:00နာရီအချိန်ရန်ကုန်မြို့သူနာကွင်းထဲမှာရှင်ပြိုင်ကစားသွားတော့မှာလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ရဲ့ကွင်းလက်ထိုင်ဖြစ်ဂျော်ဒန်လူမျိုးကွင်းလက်ထိုင်မာဝန်အလီကတိုင်တွယ်သွားမှာလည်းဖြစ်ပါတယ်ကျွန်တော်တွေဒီနေ့ပွဲစဉ်ဟာယူမိုဆီယာအပြည့်နဲ့ရလိုက်မြနေရမှာလက်ကန်နေကျွန်တော်စီကတင်ဆက်နေစဉ်တွေ့မှာပဲစီရီယာအသင်းရဲ့ခံစစ်ကဒီနေ့မှာပထမဆုံးအချိန်အမောက်ပြုလုပ်လိုက်ရအောင်တော့မြန်မာအသင်းရဲ့ကွင်းလက်သားသမားလင်းအောင်အကောင်းဆုံးဆုံးတက်ဖို့အတွက်ကြိုးစားခဲ့ရလည်းဖြစ်ပါတယ်မြန်မာအသင်းရဲ့ဘလုံးပြန်ရသွားရင်မြောင်းလာတင်ထိုးပြီးမြန်မာအသင်းရဲ့လီတန်ဝေးနေလက်ကန်နေအထူးပိုင်းပြန်ပြီးတော့အေးရကြားရကောင်းတယ်ပြီကိုရီနာဘိုးကြီးရေကျွန်တော်ပြောခဲ့လို့ပဲဒီလိုအခွင့်အရေးတွေရရင်ကောင်းကောင်းကြီးအဆုံးသတ်တဲ့မြန်မာယူဆဖို့နေဒီချိန်မှာလည်းသွင်းဖို့တကိုထပ်ပြီးတော့သွင်းပြခဲ့ပြီဖြစ်ပါတယ်ဟိုပိုင်းကနေဆိုရင်ကျွန်တော်စောပိုင်းတင်ဆက်ခဲ့လို့ပဲအနေအများကြီးခိုက်တဲ့အနေနဲ့ဒီမှာအသေးဥဆောင်မှုတွေတွေ့ရတဲ့ဆိုဒီနေ့မှလည်းပြည်သက်တွေတကယ်ကိုလိုချင်နေတဲ့ဥဆောင်မှုတော့ပွဲသားချင်း7မိနစ်ကျော်မှတွေ့ရခဲ့ပြီဖြစ်ပါတယ်သူကကွင်းထဲမှာစီးရပြည်သက်တွေအားပေးတယ်တကယ်ကိုရေကုန်စရာအပြည့်နဲ့ဒီမှာကစားမိုက်တော့တကယ်ကိုပဲအတက်စရာတခုဖြစ်နေကြရတယ်ဖြစ်ပါတယ်မြန်မာတင်ကတော့အရှင်ပြည်သက်တွေရဲ့အားပေးမှုနဲ့ပဲအထူးသူတို့အနေနဲ့ဒီနေ့ပွဲစဉ်မှာရမှတ်တမတ်တော့ပဲမဟုတ်ပဲရန်လုံးပြေနိုင်ပွဲရန်လုံးပြေအကောင်းဆုံးပုံစံနဲ့အထူး19နှစ်ကြာဝေးကွာနေတဲ့အာရှခီးကိုခရီးဆက်ဖို့အတွက်အတော်လေးယုံကြည်မှုပြင်းထန်နေတဲ့ပုံရိပ်မှာတော့ရှိနေခဲ့တာဖြစ်ပါတယ်ဒီလိုအဝယ်ခံမှုမျိုးတော့မြန်မာပြည်သက်တွေနဲ့အတူမြန်မာအသင်းသားတွေလည်းမခံစားရကြပြီဖြစ်တဲ့ကြောင့်ဒီအတွင်းကိုတင်ပြီးချိန်မှာတော့မြန်မာပြည်သက်တွေဟာတကယ်ပဲပောက်ကွဲဆန်ကိုတော့ကျွန်တော်တွေမြင်တွေ့ကြားတွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဟုတ်ပါတယ်သူတို့ကအနာဂတ်မှာသေချာပေါက်အားကိုးရမယ့်ကစားသမားတွေဖြစ်ကြောင်းကိုဒီကနေ့မှလည်းဒီသင်းကိုနဲ့အတူထပ်ပြီးတော့မြန်မာယူဆက်ခွန်သင်းတက်တည်ပြခဲ့ပြီးဖြစ်ပါတယ်ဒီမှာစီးရီးယားသင်းမရှိကိုမျောပြီးရတယ်အေးရတယ်ဝင်လာပြီးအလေထပ်ပေးတယ်မျောလင်းတဲ့အနေအထားတစ်ခုပါပဲစီးရီးယားသင်းခြေပေါက်ကိုပြန်ရသွားခဲ့ပြီဖြစ်ပါတယ်တိုက်စစ်ကအက်ဖာရက်မာတင်ခန်စစ်ကအနည်းငယ်အောင်ဆိုင်မှုလျှော့သွားတဲ့အနေအထားတစ်ခုကနေပဲခြေပေါက်ကိုတစ်ခုတော့ပြန်လဲသွင်းယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ခုချိန်မှာဆိုရင်တော့ပွဲဟာ14မိနစ်အကျော်မှာဒီမဲ့တစ်ဖက်9စီနဲ့အပြေရလက်ထပ်ပေါ်ထားခဲ့ပြီဖြစ်ပါတယ်။ဝယ်ရခုဆိုရင်တော့ရေကုန်စရာတွေနဲ့ပုံစိတ်ဝင်စားဖို့လည်းကောင်းလာနေပြီဖြစ်ပါတယ်။မြန်မာသင်းခံစစ်ရဲ့အနေငယ်လေးဟာသွားတဲ့အရှင်တွေတစ်ခုကိုတော့စီးရီးယားသင်းအကောင်းဆုံးသုံးချပြီးတော့ခြေပေါက်တစ်ခုကိုတော့ပြန်လည်ရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။အေးရမှာအဆင်သင့်ရှိနေတဲ့ Alpharet အပိုင်နိုင်ဆုံးပိတ်သွင်းပြီးတော့လက်ရှိချိန်မှာတော့စီးရီးယားသင်းကတစ်ခုမြန်မာသင်းကတစ်ခုနဲ့ပွဲရတော့အပြန်လန်ပြန်ပြီးတော့ရှိလာခဲ့ပြီဖြစ်ပါတယ်။မာသင်းပြန်လိုက်ဆဲထားတယ်။လင်းအောင်ဘယ်ကျန်နဲ့တွဲထားတယ်။မာသင်းပဲရာလာသေးမြဘယ်ကြောင့်မထပ်ပြီးတော့ပေးထားတယ်။အထူးပိုင်းချင်းနေရှိနေတဲ့ရှေ့ကိုထပ်ပေးထားတယ်။တောက်လျှောက်ပဲအလဲကိုပပေးတာပြီးကောက်တယ်ပြီ။အောင်ဒီကတော့ကနေထားတယ်။ကောက်တိုင်းတယ်။ကဲရမြ။ Sorryဒီချိန်မှာမလို့သေးဘူးများဒီချိန်မှာမြန်မာသင်းနဲ့ဘလုံးပြန်ရသွားတယ်ကွင်းလက်တိုင်ကဒီရှင်းနေမှာလဲပြည်ထံပေါ်တက်မှတ်ပေးထားခြင်းတော့မရှိဘူးများပွဲကိုတော့ဆက်ပြီးတော့သူ့အနေနဲ့အရှင်ပြိုင်ကစားထားစေခဲ့တာဖြစ်ပါတယ်စီရီးယားသင်းပဲလည်းဖြတ်ချိုးပေးထားတယ်မာတင်ရဲ့ခံစင်းနဲ့ထိပြီးတော့ဘောလုံးကတော့ကိုသမာထက်ဝင်ရန်စီပဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်ကိုနိုင်ဆိုရင်လက်ရှိမှာတော့ပွဲကစားခြင်းမိနစ်30ကိုကျော်လာခဲ့ပြီဖြစ်ပါတယ်လက်ရှိမိနစ်30ကိုကျော်လာဒီဒီရောတစ်ဖက်နဲ့တစ်ဖက်ကတိုင်မြန်တိုက်စစ်တွေကိုပုံဖော်နေခဲ့ပြီးတော့တယောက်တည်းကိုပေါ့ချင်းချောက်မှုတွေကိုလည်းပြုလုပ်နေခဲ့ရလည်းဖြစ်ပါတယ်ဒါပေမဲ့လူချင်းနေတဲ့တွင်းကိုတွေတော့မရရှိသေးပဲနဲ့တစ်ဖက်တကိုးစီနဲ့တေးရလက်သာထွက်ပေါ်နေစေဖြစ်ပါတယ်တောင်ကမော်ဒီကပေးတော့တယ်မာတင်ပဲအထူးပိုင်းလက်ကန်ပြီကိုဗီညာမာတင်ပွဲတော့အကောင်းဆုံးတကြောပြန်ပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်ဒီနေ့မှာထပ်တူအောင်ပွဲခံဖို့အတွက်ထပ်တူပျော်ရွှင်ဖို့အတွက်သူ့နောက်ကွင်းတဲ့အထိအင်တိုင်းအားတိုင်းရောက်ရှိနေတဲ့ပြည်သက်တွေအတွက်ဒီနေ့မှာအမောပြေအတွင်းဖို့တော့ထပ်ပြီးတော့မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်ဟုတ်ပါတယ်မြန်မာသင်းကတော့သူရဲ့အားတာတဲ့တောင်းကမောတွေအမြင့်မောတွေပဲဒီချိန်မှာတော့ရရှိလာတဲ့တောင်းကမောတွေပဲဥဆောင်ကိုတမန်ပြည့်ယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်
မြန်မာအသင်းကသူတို့အနေနဲ့တကယ်အားသာတဲ့အနေထားနဲ့တုံးချနိုင်တဲ့အသင်းဖြစ်လေရက်တီနေခဲ့ရဖြစ်လို့ဒီနေ့ပွဲစဉ်မှာတော့စီးရီးယားအသင်းကိုဥဆောင်ကိုတွေ့ယူပြီးတော့ထပ်မံအကောင်းဆုံးပုံစံနဲ့ပဲဥဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီချိန်မှာမြေတွေ့ပုံမြေတွေ့နေထားရရတော့မြန်မာအသင်းရဲ့အသင်းကောင်းဆောင်အောင်ဒီယာရဲ့ပါနေမှုကိုလည်းမြေတွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဒါကြောင့်လို့မြန်မာအသင်းကဒီနေ့မှာတော့စီးရီးယားအသင်းကိုတစ်ကိုးနဲ့ဆက်လက်ပြီးတော့ဥဆောင်ထားနေစေလည်းဖြစ်ပါတယ်စောပိုင်းကဝင်းမင်းသက်အနေနဲ့တရားနာတရားရရှိပြီးတော့ထောက်ခေါက်သွားချိန်မှာတော့သူ့အတွက်ဝန်သားစရာသတင်းတစ်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။စောပိုင်းကတန်ရရရှိနေတဲ့လင်းရောင်ကိုတော့မြေတွေ့နေခဲ့တာဖြစ်ပါတယ်။မြေတွေ့ထားခဲ့ရပုံကတော့လင်းရောင်ရဲ့တန်ရကအတော်လေးဆိုးရတဲ့အနေထားမှာတော့ရှိနေခဲ့လို့ဆိုရမှာဖြစ်ပါတယ်။ဂျာဒီခင်ဗျညီတက်မယ်။ကြာသွားညီတက်အရာတွေဝင်လာတယ်ညီတက်ချင်းချင်းနေအရာတွေဖြတ်ပိတ်ထားတယ်။လာချင်းချင်းနေအမြအရာတွေပဲလိုက်မျောပြီးတယ်။စီးရီးယားတင်မရသေးဘူး။အချက်ဆက်လက်ကန်နေ။ရသေးခင်ဗျစီးရီးယားတင်မနောက်ချင်းအရာတွေပဲတက်ကန်ထားတယ်ပိတ်ပြီးမြန်မာပြည်သက်တွေရဲ့အားပေးမှုကလည်းပုံမပြီးတော့အမြိုင်ဆိုင်လာခဲ့ရလည်းဖြစ်ပါတယ်။မြန်မာတင်တိုင်းရဲ့ကင်မလာဖန်တီးများစောင့်ကြည့်ရမယ်များအောင်ဒီကပဲလက်ကန်နေအောင်ဒီကတော့ထက်ကန်နေအော်ကြောက်ကောင်းလို့တယ်မြန်မာတင်ရဲ့ခံစစ်မှာရှိနေတယ်အောင်ဒီကပဲဖြစ်ပါတယ်မြန်မာတင်ရဲ့အသင်းကောင်းဆောင်လို့ဖြစ်တယ်လို့မြန်မာယူဆကွန်တင်ရဲ့ခံစစ်ပိုင်းမှာတကယ်ဟိုပဲကောင်းမွန်တဲ့ပုံစံမျိုးရင်းနဲ့ပြသနေခဲ့တဲ့အောင်ဒီကဒီနေ့မှလည်းသူအနေနဲ့အသင်းကိုရယူဖို့အတွက်စူးစမ်းခဲ့ရလည်းဖြစ်ပါတယ်ဒါမှလည်းသူ့ရဲ့ကန့်ချက်ကတကယ်ကိုကောင်းမွန်ခဲ့သလိုကံကောင်းစွာနဲ့ဂိုးတန်အောင်ထိပြီးတော့ပြန်ထွက်လာခဲ့ရလည်းဖြစ်ပါတယ်ဝယ်ရတဖြည်းဖြည်းနဲ့အကျိတ်နဲ့ရှိပြီးတော့တစ်ဖက်ကလည်းအတွင်းကိုရရှိဖို့အတွက်စူးစမ်းနေကြလို့တစ်ဖက်ကလည်းအတွင်းကိုခွင့်ပြုဖို့အတွက်အကောင်းဆုံးစူးစမ်းနေကြရလည်းဖြစ်ပါတယ်လို့ဆိုတော့အချက်စလက်ကန်နေမြန်မာတင်ရဲ့ရင်ခုန်အားဆုံးခိုက်တန်တွေရောက်ရှိဖို့တော့တဖြည်းဖြည်းနီးကပ်လာခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်လေထပ်ပေးလာတယ်ဘေဘီအချိန်မှာလေစီးရီးယားတင်ထောက်ကန်မောတယ်ပဲခြေနဲ့ခဲ့ရတယ်ညဂျက်ဆန်လိုက်တဲ့ပေါ်ပြီးလာတဲ့ခေါင်းတိုက်ပြီးကိုညပွဲပြီးဆုံးဖို့တော်တော်လေးနီးစပ်တဲ့အခိုက်အတန့်မှာပဲစီးရီးယားတင်နောက်တဲ့ခြေပါကိုတစ်ခုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပွဲချိန်မိနစ်90ပြည့်ဖို့တိတ်ပြီးတော့မလိုအပ်တော့တဲ့ဒေသတစ်ခုမှာဒီချိန်မှာတော့စီးရီးယားတင်လိုအပ်နေတဲ့ခြေပါကိုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်စီးရီးယားတင်ရဲ့ကစားမအယ်ဖာတက်ကီလိုအပ်နေတဲ့ခြေပါကိုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့တာဖြစ်ပါတယ်ဂျက်ဆန်ရဲ့ဖေးဖို့မှုကနေဒုတိယပိုင်းမှာလူစားဝင်လာတဲ့ Alpha Teki အပိုင်းညာချီနဲ့အဆုံးသတ်ပြီးတော့လိုအပ်နေတဲ့ခြေပါကိုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့တာဖြစ်ပါတယ်ဒီချိန်မှာကိုသမားထပ်ဝေရန်တာစီကိုစူးစမ်းခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပဲနဲ့ပြန်မဲ့တင်းကိုတော့ခြေပါကိုထပ်မံခွင့်ပြုပေးထားခဲ့ရတာဖြစ်ပါတယ်စီယာတေးပဲထပ်ပေးပြီးနောက်ဆုံးမိနစ်ထဲမှာအတော်လေးရင်ခုန်စရာကောင်းတဲ့အခိုက်အတန့်တစ်ခုကိုတော့မြင်ခဲ့ရတာဖြစ်ပါတယ်စီယာတေးပဲလည်းပေးလာတယ်အောင်တီဟာရှင်းထုတ်ထားတယ်နော်ကိုဟင်းစီရဲ့ကျွန်တော်တင်ဆက်နေတဲ့ချိန်တွင်းမှာပဲ19နှစ်လောက်ဝေးကွာနေတဲ့တကယ်ကိုပြည်သက်တွေရောကစားသမားတွေရောလိုချင်နေခဲ့တဲ့အာရှဗလာဝင်ခွင့်အိမ်ဘက်ကတကယ်ပဲဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ဟုတ်ပါတယ်ကိုကြီးဆိုရင်ပြည်သက်တွေရောကစားသမားတွေရောတကယ်ကိုဝေးကွာနေခဲ့ပြီဖြစ်တဲ့အာရှဗလာဝင်ခွင့်ရောဒီနေ့မှာယူဆကွန်အသင်းဝင်ခွင့်ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။တခွဲလုံးဒီပါခွင့်ပြည့်လာရောက်အားပေးခဲ့တဲ့ပြည်သက်တွေရဲ့အားပေးမှုကတကယ်ကိုလုံးဝအလဟတ်တမဖြစ်ဘူးဆိုတော့တော့ဒီနေ့မှာမြန်မာကစားသမားတွေအကောင်းဆုံးတက်တည်ပြပြီးတော့အာရှဗလာဝင်ခွင့်ကိုတော့အကောင်းဆုံးရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဟုတ်ပါတယ်ကိုကြီးဆိုရင်မြန်မာပြည်သက်တွေတကယ်ကိုပျော်ရွှင်နေတဲ့ပုံရိပ်တွေကိုတော့ကျွန်တော်တို့အထင်သာမြင်တွေ့ထားခဲ့ရလည်းဖြစ်ပါတယ်။ပြည်သက်တွေရဲ့အားပေးမှုကလည်းဝယ်ပြီးဆုံးချိန်မှာတော့ပုံမြိုင်ဆိုင်လာခဲ့သလိုကစားသမားတွေအနေနဲ့လည်းတကယ်ကိုပျော်ရွှင်နေတဲ့ပုံရိပ်တွေကိုတော့ကျွန်တော်တို့မြင်ထားခဲ့ရလည်းဖြစ်ပါတယ်ဒီနေ့မှာရှင်စပွဲအောင်မြင်ဖို့တတ်မှတ်ပဲလိုတော့တဲ့အခြေအနေတစ်ခုမှာမြန်မာအသင်းတကယ်ပဲတတ်မှတ်ကိုရအောင်ယူပြီးတော့ရှင်စပွဲ
ကိုကောင်းကောင်းကြီးအောင်မြင်အောင်စမ်းဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်2006ခုနှစ်နောက်ပိုင်းပထမဆုံးအချိန်မြန်မာယူဆက်ခွန်အသင်းအာရှဖလားကိုတော့ဝင်ခွင့်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်ဒါကြောင့်မြန်မာယူဆက်ခွန်အမျိုးသားအသင်းလာမယ့်2026ခုနှစ်ဆော်ဒီအာရေဗျနိုင်ငံမှာကျင်းပပြုလုပ်မယ့်အာရှဖလားပြိုင်ပွဲကိုတော့အကောင်ဆုံးထပ်မံဝင်ရောက်ရှင်ပြိုင်သွားဖို့တော့ရှိနေကြတာဖြစ်ပါတယ်ဒါကြောင့်လက်ရှိချိန်မှာမြန်မာယူဆက်ခွန်အသင်းအာရှဖလားဝင်ခွင့်ရရှိသွားပါတယ်ဆိုတဲ့အကြောင်းတင်ဆက်ရင်းနဲ့မကြခင်မှာတော့ကျွန်တော်တို့ရဲ့တိုက်ရိုက်ထုံးနဲ့တင်ဆက်မှုတော့ရန်နာသွားတော့မှလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ကိုကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ